bro အားလုံးမင်္ဂလာပါဒီခါတော့ပတ်ဖိုးလေးပဲဖြစ်ပါတယ်ဒီခါမှာ ES Trust game လေးကနေပြီးတော့ရေဆေးတဲ့နေရာကိုလိုက်ပါမှာဖြစ်ပါတယ်ဒီတစ်ပိုင်းလေးဟာပတ်ဖိုးလေးပဲဖြစ်ပါတခြားလေးလိုက်ကြည့်ပြီပါခုစောပြထားတာလေးကိုတခြားလေးလိုက်ကြည့်ပြီပတ်ဖိုးလေးပဲဖြစ်ပါတယ်ရေဆေးတဲ့နေရာကိုလိုက်ပြမှာပဲဖြစ်ပါတယ်မကြည့်လိုက်ပါဝိုင်းပြထားတဲ့ဟာလေးရေဆေးတဲ့ဟာလေးဖြစ်ပါတယ်ခုဝိုင်းပြထားတဲ့ရေဆေးရာလေးဖြစ်ပါတယ်အဲ့ကိုရောင်းသွားပြီးရေဆေးမှာဖြစ်ပါတယ်ကိုအဲ့ဒီကိုရောင်းမောင်းပြမှာကြည့်နေလိုက်ပါမောင်းပြတော့မှာဖြစ်ပါတယ်ရောက်ပြီဒီတစ်ဖက်ချမ်းလေးကိုလည်းရောင်းဒီဖက်ချမ်းလေးကိုဒီမှာရေဆေးနေရရောက်ပြီနော်ဒီကားပါကင်နေရာလေးအပေါ်အစိမ်းရောင်ပါကင်နေရာလေးကိုရမှာဖြစ်ပါတယ်ကားလေးကနားလေးကိုစုပ်လိုက်ပါဒီကပါကင်အဲ့ပေါ်နေရာတကြရောက်မှရမှာပါကင်ကားပါကင်နေရာလေးကိုရောက်အောင်စုပ်ကားပါကင်နေရာလေးကိုရောက်အောင်စုပ်ဒီစိမ်းကွက်လေးရောက်လို့ရှိရင်ဒီဘက်တောင်းလေးမှာဒီမှာဒီစိမ်းလေးရဲ့အပေါ်လေးမှာဝိုင်းပြထားရတယ်ဒီပေါ်လေးမှာအခုဒီပေါ်လေးမှာအခုဝိုင်းပြထားလေးဟာလေအဲ့ဒါလေးကိုနှိပ်လိုက်ပါဝိုင်းပြထားတဲ့ဟာလေးကိုနှိပ်လိုက်ပါအနီခေါ်လေးများလေးပြထားတာလေးနှိပ်လိုက်ပါပြီးရင်ဒီဘက်မှာ9000ပေးရမှာဖြစ်ပါဒီခုဝိုင်းပြထားတဲ့အစိမ်းကွက်လေး9000ပေးရမှာဖြစ်ပါဒီစီးလို့ရှိရင်တော့ပြီးတော့ဒီအောက်ကရေဆက်မြမြုပ်ပုံစံလေးရေအဲ့ဒါလေးနှိပ်လိုက်ရေပုံစံလေးပြီးတော့ပြီးတော့အဲ့နေရာမှာပဲရေပုံစံလေးထပ်ပေါ်လာရေပုံစံလေးကိုထပ်နေရမှာဖြစ်ပါရေပုံစံလေးနှိပ်လို့ရှိရင်တော့သူကအော်တိုပိုက်တက်လာဆေးချသွားတာပေါ့နော်ဆေးချသွားလို့ရှိရင်ကားလေးကပြောင်းလက်တန်ရှင်းသွားတာပေါ့နော်ဝက်ကြည့်လိုက်ပါတန်ရှင်းပြောင်းလက်ဆိုလို့ရှိရင်စီးထဲတဲ့နေရာကိုလိုက်ပြခါတိုင်းလိုပဲဟိုဘက်မြို့တစ်ဖက်မြို့ကူးရမှာဖြစ်ပါတရားကနေပဲခါတိုင်းလိုဒါကနေပဲဟိုဘက်မြို့ကူးရမှာဖြစ်ပါတယ်ဟိုဘက်မြို့ရောက်ပြီဆိုလို့ရှိရင်ကိုယ်လိုက်ပါဒီဘက်ကိုကိုယ်လိုက်ပါလမ်းနေကြောကုန်ပြီဘက်ကိုကိုယ်လိုက်လို့ရှိရင်အဲဒီရှင်နားနေမှာဆက်တော့ရှင်နားနေမှာဆိုင်းမုံနဲ့စီဆိုင်ရှိရစီဆိုင်ဘက်ကိုကိုယ်လိုက်သူနဲ့ကိုလည်းဒီစီပန့်ပုံစံဝါရောင်လေးပြတာရှိတယ်အများပြထားတာလေးဘက်ကိုကိုယ်လိုက်ပြီးအဲ့ဘော်လေးကိုရက်လိုက်ပါဒီဝါရောင်လေးဘော်လေးရက်လို့ရှိရင်ဒီဘက်လေးမှာဒီစီပန့်ပုံစံလေးပေါ်အများပြထားလေးဟာလေးစီပန့်ပုံစံလေးနှိပ်လိုက်စီပန့်ပုံစံလေးနှိပ်လိုက်ရှင်ဒီလိုပုံစံလေးပေါ်တယ်ဒီလိုပုံစံလေးပေါ်လာလို့ရှိရင်ခုများပြတဲ့ဟာလေးနှိပ်လိုက်ပါဒီအစိမ်းရောင်လေးအားလေးနှိပ်လိုက်လို့ရှိရင်ကနန်းရိုက်လို့ရပါအားလေးကိုနှိပ်လိုက်လို့ရှိရင်ကနန်းရိုက်လို့ရပါဟိုဘက်မှာလေးရွေးလို့ရတယ်ဥဒီယာလေးနှိပ်လိုက်လို့လည်းရတယ်အဲကနန်းရိုက်ကိုလိုချင်တဲ့လောက်ရိုက်ထည့်လို့လည်းရတယ်ဒါမှမဟုတ်ဒီဘက်မှာပါတယ်ဒီဘက်ကအားလေးအော်တိုရိုက်ထည့်လို့လည်းရတယ်5000ထည့်လိုက်တယ်5000ပထမထည့်မယ်ဆိုဒီဝိုင်းပြထားအနီလေးနဲ့လာဆိုအော်တိုဆိုထည့်သွားပြီးတော့နောက်ထပ်5000ထည့်နီးလေးနဲ့အော်တိုထည့်သွား
နောက်ထပ်9000ကျရိုက်ပြမယ်နော်အမကြီးကြိုက်ကိုတိုက်တဲ့လောက်ရရပတ်စံရှိတဲ့လောက်ရလို့ရတယ်ရှိတဲ့လောက်ရလို့ဆိုတော့နောက်4000ခွဲ4000ခွဲထည့်ပြဒီအနီလေးပဲထပ်နေလိုက်တို့ထည့်သွားပြီးပြီဆိုစီထည့်နီးတယ်ပြပြီးပြီဆိုကြတော့အိမ်ပြန်မယ်အိမ်ပြန်ပြဟိုလာလမ်းတိုင်းပဲပြန်လမ်းတိုင်းပဲပြန်တယ်အိမ်မလာလမ်းတိုင်းပဲပြန်လို့ရှိရင်ဒီဘက်ပြန်ရောက်လာရွာဘက်ပြန်ရောက်လာမအိမ်နန်းပြန်ရောက်လာအိမ်နန်းဆိုဒီဘက်လမ်းကို꿰လိုက်အိမ်ဝင်လာမယ်ဝင်꿰လိုက်ပြီဆိုလို့မတက်ပင်ဝင်တိုက်ပြီဒီအိမ်လမ်း꿰လိုက်အိမ်ရောက်ရင်ကြာအိမ်ရှိမှာအော်တိုလေးရက်ပြီလေတော့တကားအော်တိုပွင့်ပို့မှာပြီဆိုဝင်လာအိမ်လေးဝင်လာပြီးလို့ရှိရင်သူ့ညာနဲ့ပလီနဲ့ဝင်လာပြီးလို့ရှိရင်သူ့ညာနဲ့ဖင်းနဲ့စုပ်ပြီးတော့ထိုးမှာဖင်းစုပ်ဝိုက်ပြီးထိုးမှာသူ့ညာနဲ့သူအော်တိုသူ့ညာနဲ့ထိုးဖြည်းဖြည်းချင်းဝင်လာသူ့ညာနဲ့နောက်ဆုပ်ပြီးဝင်လာမှာရောက်သွားပြီသူ့ညာနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဒီနေ့ပတ်ဖိုးလေးကတော့ဒီလောက်ပါပဲနဲ့ဒီနောက်ထပ်ဗီဒီယိုကြည့်ရင် subscribe နှိပ်ခဲ့ပါsubscribe နှိပ်ခဲ့ပြီးအပေါင်းလေးကိုနှိပ်ခဲ့ပါအောင်ဗျ